မြန်မာစစ်တပ်၏ဖွဲ့စည်းပုံနှင့်အမိန့်ခိုင်းစေမှုစနစ်အရက်သားအစိုးရ၏အုပ်ချုပ်မှုစီမံခန့်ခွဲမှုအောက်တွင်ရှိမနေဟု ICJ တရားရုံးသို့ဂမ်ဘီယာကတင်ပြထားကြောင်းလည်းတွေ့ရှိရပါသည်။စစ်တပ်၏ကျူးလွန်မှုများအတွက်တရားမျှတမှုရယူရန်အသက်ရှင်လွတ်မြောက်လာသောရိုဟင်ဂျာများကမျှော်လင့်ထားကြောင်းလည်းတွေ့ရှိရပါသည်။ရခိုင်ပြည်နယ်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့သောမြန်မာစစ်တပ်၏ဖွဲ့စည်းပုံနှင့်အမိန့်ပေးခိုင်းစေမှုစနစ်မှာအရက်သားအစိုးရ၏အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင်ရှိမနေကြောင်းအပြည်ပြည်ဆိုင်ရာတရားရုံး ICJ သို့ဂမ်ဘီယာနိုင်ငံကတင်ပြခဲ့ကြောင်းနိုင်ငံတကာသတင်းဌာနတချို့ကရေးသားဖော်ပြထားကြောင်းလည်းတွေ့ရှိရပါတယ်။ဇန်နဝါရီလ12ရက်နေ့ ICJ တရားရုံးသို့ရိုဟင်ဂျာလူမျိုးများမျိုးတုံးတပ်ဖြတ်မှုများနှင့်ပတ်သက်၍ဂမ်ဘီယာနိုင်ငံကတပ်သိမ်းနှင့်အမှုအကြောင်းအရာများကိုတင်သွင်းရာတွင်ရင်းချက်များကိုလည်းထည့်သွင်းပြောဆိုခဲ့ကြောင်းလည်းသိရှိရပါတယ်။2016ခုနှစ်နဲ့2019ခုနှစ်တွင်စစ်တပ်ကရခိုင်ပြည်နယ်တွင်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုများကျူးလွန်ခဲ့ပြီးရင်းချင်တွင်လူထုရွေးကောက်တင်မြှောက်ထားသော NLD အစိုးရကအုပ်ချုပ်နေဆဲလည်းဖြစ်ပါတယ်။လက်ရှိ ICJ တရားရုံးတွင်ပြန်လည်စတင်နေသောကြားနာမှုများမှတစ်ဆင့်စစ်တပ်၏အကြမ်းဖက်ရန်မှလွတ်မြောက်လာသောရိုဟင်ဂျာများက၎င်းတို့ကျူးလွန်ခဲ့ရမှုများအတွက်တရားမျှတမှုရရှိရန်နှင့်အနာဂတ်လူမျိုးတို့တပ်ဖြတ်မှုများအတွက်စံနမူနာတစ်ခုကို ICJ တရားရုံးကချမှတ်ပေးလိုက်မည်ဟုမျှော်လင့်နေကြကြောင်းပြည်ထောင်စုရဲ့သတင်းစာကရေးသားဖော်ပြထားကြောင်းလည်းတွေ့ရှိရပါတယ်။နောက်ဆုံးတော့ကျမတို့ရဲ့အသံတွေကိုကြားနေရပြီးအတိုင်းဝိုင်းအတွက်အပြုသဘောဆောင်တဲ့တခုခုဖြစ်လာမယ်လို့ခံစားရတယ်ဟုအမည်လွဲထားသောရိုဟင်ဂျာတဦးကဂါဒီယန်သတင်းစာကိုပြောဆိုထားကြောင်းလည်းတွေ့ရှိရပါတယ်။2019ခုနှစ်စစ်တပ်ကရိုဟင်ဂျာများကိုနေမြေရှင်းလင်းကြခြင်းစတင်ခဲ့ချိန်တွင်မူအာရမှလည်းမြန်မာနိုင်ငံမှာရှိတဲ့သူမ၏နေအိမ်မှာထွက်ပြေးရန်အတင်းကျပ်ခိုင်းစေခဲ့ကြောင်းလည်းသိရပါတယ်။အချက်ပတ်မှုအတွင်းသူ၏အကိုကိုစစ်တပ်ကခေါ်ဆောင်သွားပြီးပြစ်တပ်က၎င်း၏အိမ်ကိုမိရှို့ခဲ့သည်။ကလေးတွေကိုလည်းကျမမျက်စိရှိမှတွင်မိထဲပစ်ထည့်လိုက်သည်ဟုစစ်သားများ၏မနေကျင့်မှုခံရသောမူအာရာကပြောဆိုထားကြောင်းလည်းတွေ့ရှိရပါတယ်။မူအာရာမှာမြန်မာစစ်တပ်၏ရက်စက်ကြမ်းကြုတ်သောနှိမ်နင်းမှုများမှာအသက်ရှင်ကျန်ရစ်ခဲ့သူများထဲမှပါဝင်ပြီး ICJ တရားရုံးမှာမြန်မာစစ်တပ်၏ကျူးလွန်မှုများကိုပြန်လည်ကြားနာစစ်ဆေးနေသည့်အတွက်ကြာမြင့်စွာဆောက်ဆိုင်နေသောတရားမျှတမှုအတွက်ခြေလှမ်းတစ်ခုကိုနီးကပ်လာပြီးပဲဆိုပါတယ်။ဂါဘီယာမှာတင်သွင်းထားခဲ့တဲ့အမှုသည်2016နဲ့2019ခုများတွင်ရိုဟင်ဂျာ9သိန်းကျော်ကိုအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးစေခဲ့သည့်စစ်ရေးစစ်စင်များကိုအခြေခံထားကြောင်းလည်းသိရပါတယ်။ကျွန်တော်တို့တရားမျှတမှုကိုတောင်းဆိုပါသည်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံကကော့ဇာဒုက္ခသည်စခန်းမှာဟဲမျိုးတို့ကြားနာပွဲများကိုနားထောင်ရန်ရောက်ရှိလာသောမိုနာရာကပြောဆိုထားကြောင်းလည်းတွေ့ရပါတယ်။မြန်မာနိုင်ငံကိုတရားစွဲထားသောရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုမှာဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှာကြားနာခံသောပထမဆုံးလူမျိုးတုံးတပ်ဖြတ်မှုအဖြစ်အစ္စရေးကိုလူမျိုးတုံးတပ်ဖြတ်မှုများဖြင့်ဆွဆွဲသည့်တောင်အာဖရိက၏အမှုအပါအဝင်အနာဂတ်ဆွဆွဲချက်များကိုမည်သို့အကဲဖြတ်မည်ဟုရှေ့ပြေနမူနာတစ်ခုကိုချမှတ်ဖွယ်ရှိပါတယ်။